ခုကျွန်တော် review ပေးမဲ့စာအုပ်ကတော့ဒီစာအုပ်လေးဖြစ်ပါတယ်ဓမ္မဘေဘီဆရာတော်စာအုပ်လေးဖြစ်တဲ့ယောက်ျားမြတ်တို့အမတ်လက္ခဏာတဲ့ယောက်ျားမြတ်တို့အမတ်လက္ခဏာဆိုတော့ယောက်ျားတွေတော့မဟုတ်ဘူးနော်မိန်းကလေးမိန်းမမြတ်တို့ရဲ့အမတ်လက္ခဏာလို့ပြောရင်လည်းမမှားပါဘူးအဲဆိုဒါတွေကလက္ခဏာအမှတ်သားတွေနောက်ကျွန်တော်တို့ဗီဒီဟောတာတွေရိုးရိုးလက္ခဏာတွေကြည့်ပြီးတော့မှဗီဒီဟောတဲ့အကြောင်းအရာတွေရှိတယ်ပေါ့နော်ဆိုလိုတာကလက္ခဏာကိုကြည့်ပြီးတော့ဒီလက္ခဏာဘာကြောင့်ဘယ်လိုဖြစ်တယ်ဆိုတာကိုဒီလက္ခဏာဘာကြောင့်ဘာတွေလုပ်ခဲ့လို့သူဒီလက်ရှိဒီလက္ခဏာကဒီလိုပြသနေတယ်ဆိုတဲ့အမှတ်သားဖြစ်ပါတယ်လက္ခဏာဆိုတာလက်မှရှိနေတဲ့လက္ခဏာတွေမကပါဘူးခန္ဓာကိုယ်တစ်ခုလုံးရဲ့အမှတ်လက္ခဏာပဲဖြစ်ပါတယ်ဒါ review ပေးရမယ်စင်တော့ဒါ review ပေးပြီဆိုမှတော့ဖတ်စေချင်လို့ပေါ့နော်ဖတ်စေချင်တော့ဒီစာအုပ်ရဲ့အမည်ရင်းကတော့ယောက်ျားမြတ်တို့ရဲ့အမှတ်လက္ခဏာတဲ့ဒါကတော့ဆရာတော်ကတော့ပိဋကပါဠိတော်ကနေယူပြီးတော့မှရေးတာပေါ့နော်မြတ်စွာဘုရားရှင်ရဲ့ဒီ32ပါးသောလက္ခဏာတွေနဲ့ပတ်သက်လို့ရေးထားတာပေါ့ဒါကြောင့်ယောက်ျားမြတ်လို့သုံးထားတာယောက်ျားမြတ်တို့ဆိုတော့ဓမ္မမြတ်စွာဘုရားပေါ့ဗျာဒါပေမဲ့မြတ်စွာဘုရားနဲ့ပုံတရံသူကျွန်တော်တို့တွေအခုစာပေချစ်သူတွေဖြစ်ကြတဲ့ခမည်းတော်ရောဒီလက္ခဏာနဲ့ညီမညီလက္ခဏာညီအောင်ငါတို့ဘာတွေစူးစမ်းရမလဲဘာတွေလုပ်ရမလဲပေါ့နော်ဒါလေးကိုလေ့လာသိချင်လို့စာရေးဆရာတော့ဓမ္မဘေဘီဆရာတော်တောင်စွန်းဖြစ်ပါတယ်ဆရာတော်ရဲ့စာအုပ်တွေကတော့တော်တော်များများတော့အကောင်းဆုံးနေများပါတယ်မထေမြတ်တို့စကားဝိုင်းစံနဲ့လုံးဝကောင်းတယ်လူငယ်တွေအတွက်အများကြီးထောက်ကူပြုတယ်ကျေးဇူးပြုတယ်အဲကြောင့်လေ့လာဖို့လည်းကောင်းတယ်ပေါ့နော်ဒါစီးပွားရေးတွေလည်းလုပ်ပုံလုပ်နည်းတွေကိုဘုရားဟောကနေယူပြီးတော့မှရေးပေးထားတာပေါ့ဆရာကြီးအောင်တင်းတော်မှာအဲဒီမှာသွားပြီးအဲဒါလေးရေးပေးထားတာရှိတယ်ဆရာကြီးအောင်တင်းကသူကအဲဒီမထေမြတ်တို့စကားဝိုင်းစာအုပ်ကိုဖတ်ပြီးတော့မှပဲဆောင်းပါးလေးရေးတာတွေကိုဆရာတော်ကပြန်ပြီးတော့နေ့တိုင်းမှာရေးပေးထားတာလေးရှိပါတယ်အဲကြောင့်မို့ဒီစာအုပ်ကဘာသာပြန်လားဆိုတော့ဘာသာပြန်တော့မဟုတ်ဘူးဗုဒ္ဓရဲ့ပိဋကကနေထုတ်နှုတ်ပြီးတော့ရေးသားထားတဲ့စာအုပ်မျိုးစားဖြစ်ပါတယ်နောက်တစ်ခုကစာအုပ်အမျိုးအစားပေါ့နော်ဒီစာအုပ်အမျိုးအစားကကျတော့ကျွန်တော်တို့ရဲ့မျက်လုံးမျက်နှာသွားရှာဒီစပင်နေရစခြေထောက်မှာလက်မှာရှိတဲ့လက္ခဏာတွေလက္ခဏာလေးကပြပြဖြိုးနဲ့ရှိနေတယ်နောက်ပြီးတော့တင်းကျစ်တော်လို့ခေါ်တဲ့ဒီလက္ခဏာတွေမှတ်သားတွေပါရင်ဘလို့ကြိုးတရားတွေရှိတယ်လေဘလို့ကြိုးတရားတွေရတယ်ဆိုတဲ့လက္ခဏာတို့လက္ခဏာနိတန္တာလက္ခဏာရဲ့အကျိုးတရားတွေကိုရရှိတာဖြစ်ပါတယ်ကျွန်တော်နမူနာတစ်ခုလေးတစ်ပုဒ်တော့ပြောပြမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့မြတ်စွာဘုရားရဲ့ဖွားပြင်မှာဆက်လက္ခဏာ108ကွက်ဆိုတာရှိတယ်အဲ့108ကွက်ဆိုတော့အဲ့ခြေဘွားပြင်မှာပဲမြတ်စွာဘုရားရဲ့ခြေဘွားပြင်ကကြတော့ကုန်းခြင်းကော့ခြင်းမရှိဘူးနော်တခါတည်းပြန့်ပေါ့နော်ပြန့်ဥပမာပေးရမယ်ဆိုတော့ကျွန်တော်တို့ဆင်းခြေဘွားများလို့ပေါ့နော်တပြေးညီအဲ့လိုဖြစ်တယ်အဲ့တပြေးညီတဲ့အဲ့ခြေဘွားမှာပဲလက္ခဏာ108ကွက်လက္ခဏာပါတော့အဲ့လက္ခဏာတွေကဘာတွေလဲအိမ်မွန်ပုံတရံတို့ဇလပန်းတို့အဲ့မျိုးတွေပါတာပေါ့နော်အဲ့ဒါကတကယ်မြတ်စွာဘုရားရှင်ရဲ့ခြေဘွားတော်မှာတွေ့ရတဲ့လက္ခဏာအဲ့လက္ခဏာကိုဘာဖြစ်လို့အဲ့လက္ခဏာကမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ဒီခြေဘွားပြင်မှာထင်ရတယ်လဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့ဆောင်ရွက်တဲ့ကမ္မဆိုတဲ့အလုပ်တစ်ခုပေါ့နော်ဒီလက္ခဏာဖြစ်ပေါ်ရတဲ့အကြောင်းတရားကဘာလဲဆိုတော့မြတ်စွာဘုရားကတရားဝါတွေချမ်းသာဖို့အတွက်ကိုကြီးပဲ
ချမ်းသာဖို့အတွက်ပဲအကောင်းဆုံးစိတ်ဓာတ်နဲ့အများကြီးစူးစမ်းခဲ့တယ်ဆိုတဲ့ထိမ့်မှတ်ပေါ့နော်မြတ်စွာဘုရားကတရားဝါရီတို့ကိုအကောင်းဆုံးစိတ်ဓာတ်နဲ့စူးစမ်းခဲ့တဲ့အကြောင်းတရားကြောင့်မြတ်စွာဘုရားရဲ့ခြေပွားတော်မှာပြင်းကြီးပြီးတော့မှတရားရှိကွက်တော်လက္ခဏာတွေထင်ပေါ်နေတယ်ဆိုတဲ့အမှတ်သားတွေပေါ်ထွက်လာတာအဲကြောင့်ဒီစာအုပ်ကိုဖတ်ခြင်းအပြင်ကိုယ့်ရဲ့သွားကိုကြည့်ပြီးတော့ငါဘာပြုပြင်တင်တယ်လဲနောက်ပြီးကိုယ့်ရဲ့ခန္ဓာကိုယ်အနေထားတွေကဒီကံကြောင့်ကျွန်တော်အရက်ပူတယ်ပေါ့နော်ဒီကံကြောင့်အရက်ပူတယ်ဆိုရင်နောက်မှဒီအရက်မပူစီတဲ့အကြောင်းတရားတွေကိုကျွန်တော်တို့လုံမရမယ်ဆိုတဲ့လမ်းညွှန်ချက်တွေအများကြီးပေးထားတာပေါ့နော်အဲကြောင့်မို့ဒီမှာဆိုရင်မြတ်စွာဘုရားကသူ့ရဲ့ခြေပွားတော်တွေကိုကြည့်တဲ့ကံမှာကြည့်တယ်တော့ကျွန်တော်တို့တော့မကြည့်ရဘူးပေါ့ဗျာကြည့်တယ်ဘုရားမွေးဒီမြတ်စွာဘုရားလောင်းတော်ကိုမွေးဖွားတဲ့ကံမှာကြည့်တဲ့ရသေးတော်စင်တွေရှိတယ်လေအဲဒါတော့အရှင်ကောတင်ညာတို့အဲလက္ခဏာဘက်ပုံနာတွေကြည့်ကြကြည့်တဲ့ကံမှာဒီလိုလက္ခဏာတွေကိုတွေ့ပြီးတော့ဒါဟာဧကံစัจ जा မင်းဖြစ်မယ်ဧကံဖျားဖြစ်လိမ့်မယ်ဆိုပြီးတော့မှဟောကြတာဒီလိုလက္ခဏာတွေကိုကြည်ဟောတာပါဟိုလက်ပွားပြင်ကလက္ခဏာတွေတင်ကြည်ဟောတာအရာမဟုတ်ဘူးနော်လက္ခဏာဆိုတာခန္ဓာကိုယ်တစ်ခုလုံးရဲ့အမှတ်အသားပါပဲနော်ဘာကြောင့်မို့ဒီလိုဖြစ်တယ်ဆိုတာကိုဒါကိုလေ့လာရမယ်စာအုပ်မျိုးစားပဲဖြစ်ပါတယ်နာဘယ်စာအုပ်မျိုးစားလဲပေါ့နော်အဓိကတင်ပြတဲ့အကြောင်းအရာကိုပြောတာဒီစာအုပ်ရဲ့ကိုယ့်ရဲ့အမြင်ကိုပြောရမယ်ဆိုတော့လေ့လာတဲ့နေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့လူပုရုဇဉ်လောကရဲ့လူသားတွေရဲ့အာဏာချက်ကအများကြီးပဲလေပြောလို့တော့မကုန်ဘူးကိုအာဏာချက်ကိုလည်းပြောလို့မကုန်ဘူးလို့များအာဏာချက်လည်းပြောလို့မကုန်နိုင်ဘူးပြောလို့မကုန်တဲ့သူကိုမပြောနဲ့တော့ဒါဟာဘာကြောင့်ဖြစ်နေတယ်လဲဆိုရင်အကျိုးကိုကြည့်ပြီးတော့အကြောင်းကိုပြင်တယ်ဟိုမှာကျွန်တော်တို့တွေလက်နဲ့ကင်တိုက်တယ်တိုက်ပွဲဖြစ်တယ်အဲ့ဒီအကြောင်းတရားကိုလုပ်ရင်အကျိုးတရားတွေနဲ့ဘာခံစားရမလဲဆိုစစ်ဘေးဒုက္ခတွေခံစားရမယ်ပေါ့နော်အိုးမဲအိမ်မဲနေရမယ်သွားထွက်ပြေးသွားလာကြရမယ်ဒီလိုနေသားမျိုးတွေအများကြီးတွေ့ရမှာဒါကတော့မလွဲမသွေကြုံတွေ့ရမယ်အကျိုးတရားပါပဲဒီစာအုပ်ကလည်းဒီတိုင်းပဲကိုယ့်ရဲ့ခန္ဓာကိုယ်မှာဘာညံ့ဖြစ်နေလဲဘာအားနေနေလဲပေါ့နော်ဒီအားနေတဲ့ပုံမှာနောက်တော့ဘယ်လိုပြုပြင်မလဲပေါ့နော်ပြုပြင်ရမှဟာကိုကမ္မလို့ခေါ်ပြီးတော့မှရရှိမဲ့အကျိုးတရားအားတော့လက္ခဏာနဲ့အတူပဲဒီလက္ခဏာပေါ်ထွန်းတဲ့သူကဒီကောင်းကျိုးချမ်းသာတွေရတဲ့အကြောင်းတွေလည်းအများကြီးပါပါတယ်ဒါဒီထဲမှာဆိုရင်လက္ခဏာ32ပါးသောလက္ခဏာကိုဖတ်မှတ်ရမယ်အဲကြောင့်ဒီစာအုပ်ကကျွန်တော်တို့ရဲ့အားနည်းချက်ကိုမိမောင်းထုတ်ပြတဲ့စာအုပ်လည်းဖြစ်တယ်လို့အတ္တချက်ကိုတွေ့ရပြီးတော့ကျွန်တော်တို့လိုက်နာဆောင်ရမယ်အမှတ်သားတွေလည်းဖြစ်ပါတယ်ဒါကြောင့်ဒီစာအုပ်ပေါ်ကလည်းကျွန်တော်သိမ်းထားမဲ့စာအုပ်ပါကျွန်တော်ဒီစာအုပ်ကရောင်းမဲ့စာအုပ်မဟုတ်ရောင်းဝယ်ခြင်းတော့ပြည်စံစာအုပ်တိုင်းမှာလည်းရပါတယ်ဒီစာအုပ်ကပြည်စံစာအုပ်တိုက်ကထုတ်ထားတာပါနောက်တစ်ခုကဒီစာအုပ်ရဲ့အတ္တချက်ကဘာလဲဆိုတော့အတ္တချက်ကတော့အများကြီးရှိပါတယ်အတ္တချက်ကတော့ဖတ်ကြည့်စီခြင်းဖတ်ကြည့်ပါပဲပြောချင်ပါတယ်ဒီစာအုပ်ကိုဖတ်ပြီးလို့ရှိရင်ကိုဘာပြင်ရမလဲပေါ့ပြင်ရင်တော့လည်းအကျိုးရှိတာပဲမပြင်တော့လည်းဘာမှမဖြစ်ဘူးပေါ့နော်မပြင်တာနဲ့ဖတ်ပြီးတော့မပြင်တော့လည်းမဖတ်တာကောင်းသလားဆိုတော့လေအဲ့လိုလည်းမဟုတ်ပါဘူးဖတ်ကြည့်ပေါ့နော်ဖတ်ကြည့်ပြီးတော့ပြင်ထိုက်တဲ့အရာတွေမှန်တယ်များကိုပြင်သွားတာတော့ကောင်းဆုံးလူတွေအတွက်ကိုအကောင်းဆုံးစိတ်ဓာတ်လေးနဲ့ပလတ်စတစ်ကိုစီကန်းရှိလေးပြင်မယ်မိုက်တွေကိုကျကျပြင်မယ်ဆိုရင်လည်းကိုလုပ်တဲ့ကံမရဲ့အကျိုးတရားကိုခံစားကြရမှာပဲဖြစ်ပါတယ်။အဲ့ဘာတွေရမှာလဲဆိုတော့ကိုယ်အတွက်ရှောင်ရှားစရာတွေကိုယ်အတွက်ဆောင်ရွက်စရာတွေအများကြီးရမှာဖြစ်ပါတယ်။ဒီစာအုပ်နဲ့ပတ်သက်ပြီးဗာမေးခြင်းလဲဆိုတော့ဒီစာအုပ်ကမေးစရာမရှိဘူးမေးစရာမရှိတဲ့အကြောင်းရင်းကတော့
32ပါးတော့လက္ခဏာတွေမြတ်စွာဘုရားဟောတယ်ဟောထားတဲ့မြတ်စွာဘုရားရဲ့လက္ခဏာတော်ကိုပြန်ရေးတင်ပြထားပြီးကြောင့်ဘာမှမေးစရာမရှိဘူးဘယ်သူတွေဖတ်တင်လဲဆိုတော့စာဖတ်တတ်တဲ့အရွယ်အစားပြီးတော့စာဖတ်တာကောင်းပါတယ်အကျင့်စရိုက်ဆိုတာကြီးလေခက်လေပါဒါကြောင့်ငယ်တုန်းပြင်အကောင်းဆုံးဖြစ်တဲ့ကြောင့်မို့ငယ်တုန်းဖတ်ပါလို့ပဲပြောချင်ပါတယ်ဒီစာအုပ်ကဘယ်ကထုတ်လို့တယ်လဲဆိုတော့ပြင်စကန်စာအုပ်တက်ကထုတ်တာအခုကျွန်တော်လက်ရောက်နေတဲ့စာအုပ်ကဒုတိယအကြိမ်စာအုပ်ရဲ့တန်ဖိုးကတော့1200ပဲရှိတယ်တော်တော်တန်တယ်ပေါ့နော်လက္ခဏာက32ပါးတန်ဖိုးက1200ကျပ်ပဲရှိနောက်စာမျက်နှာလည်းတိတ်မမြောက်140နဲ့9မျက်နှာပဲရှိပါတယ်နော်ဒါလေးကိုလေ့လာကြည့်ပါဖတ်ကြည့်ပါစာအုပ်ရဲ့မျက်နှာပုံးမှလေးတော့အုံနှလုံးတင်ကျစ်တော်လို့ခေါ်တဲ့အားလေးပြထားပါတယ်စာအုပ်ရဲ့အတွင်းထဲမှာတော့လည်းစက်လက္ခဏာတွေကုန်ထည့်ထားတယ်ပေါ့နော်ဒါလေးပါပဲပြောချင်တာတော့အကောင်းဆုံးကံတွေကိုဆောင်ရွက်လို့ရှိရင်တော့အကောင်းဆုံးလက္ခဏာတွေဖြစ်ပေါ်လာမှာပါပေါ်ထွက်လာမှာပါဆိုတာကိုစကားလက်ဆောင်ပိုင်းနဲ့ပဲကိုယ့်ရဲ့အားနည်းချက်တွေကိုပြင်ဆင်ပြီးကိုယ့်ရဲ့အတ္တချက်ကိုတုံ့ချ၍ဘဝတက်လမ်းကိုရှောက်လန်းနိုင်ကြပါစေလို့မထီဒီယောက်ျားမြတ်တို့ရဲ့အမတ်လက္ခဏာဆိုတဲ့စာအုပ်လေးကို review ပေးလိုက်ရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်